တကြံတုံးကချစ်စရာအပြုမှုလေးကြောင့်မြန်မာနိုင်ငံမှာသာမကထိုင်းနိုင်ငံမှာပါနာမည်ကြီးနေတဲ့မြန်မာမာလေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နေ့စဉ်နဲ့အများစိတ်ရှုပ်ထွေးစရာသတင်းတွေအစိုးမြင့်စရာအကြောင်းအရာတွေပြည့်နေနေတဲ့ဒီကနေ့ခေတ်ဆိုရှယ်မီဒီယာလောကကြီးထဲမှာကြည့်ရှုသူတိုင်းရဲ့ရင်ထဲကိုအေးချမ်းသွားစေမယ့်ကြည်နူးပဲဗီဒီယိုလေးတစ်ခုရှိပါတယ်ဒီဗီဒီယိုလေးကမြန်မာပြည်သူတွေရဲ့နှလုံးသားကိုဖန်ဆားနိုင်ခဲ့ရုံသာမကအိမ်နီးချင်းထိုင်းနိုင်ငံရဲ့သတင်းမီဒီယာတွေရုပ်သံလိုင်းတွေအထိပါပြန့်နှံ့သွားပြီးတော့တခဲနဲ့ချီကျူးဂုံပြုခဲ့နေရတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီကနေ့မြန်မာရိုးရာသကြံပွဲတော်ကာလအတွင်းမှာရိုက်ကူးထားတဲ့အဲ့ဒီဗီဒီယိုလေးထဲမှာဆိုရင်လမ်းလျှောက်တက်ခါစားအရွယ်ကလေးငယ်လေးတစ်ယောက်ကသူ့ရဲ့လက်ထဲကရေခွက်စိမ်းရောင်လေးကိုကင်ပြီးတော့လမ်းတော်လမ်းလာတွေကိုရေလောင်းဖို့တကယ်ဖြစ်နေတာကိုအားလုံးမြင်တွေ့ခဲ့ရမှာပါ။ကလေးဆိုတဲ့သဘာဝအတိုင်းလူကြီးတွေကိုရေလောင်းခြင်းပေမဲ့အရက်အမောင်းကမှတ်မိတဲ့အတွက်အခက်တွေ့နေရှာတာပါ။အဲ့ဒီအချိန်မှာပဲလမ်းလျှောက်လာတဲ့လူငယ်အုပ်စုတွေကအနက်ရောင်ဝစ်စုံနဲ့ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကကလေးငယ်လေးရေလောင်းရတာအဆင်ပြေစေဖို့အတွက်လမ်းမပေါ်မှာတွန်းဆုပ်ခြင်းအလင်းမရှိဘဲဘုံကနေဒူးထောက်ထိုင်ချပေးလိုက်တာကိုအားလုံးမြင်တွေ့ခဲ့ရပါတယ်။ဒီပြုမှုလေးကအလွန်ကိုရိုးရှင်းပါတယ်။ဒါပေမဲ့အဲ့ဒီရိုးရှင်းမှုရဲ့နောက်ကွယ်မှာဘာစုလက်မှမမျော်လင့်တဲ့ဖြူစင်တဲ့မြတ်တာတရားနဲ့ကိုချင်းစာတရားကအပြေအဝကိန်းအောင်နေပါတယ်။ဒီဗီဒီယိုလေးပြန့်နှံ့လာတဲ့အခါမှာအပြူသဘောဆောင်တဲ့ချီကျူးသံတွေအများကြီးထွက်ပေါ်လာသလိုတခြားတစ်ဖက်မှာလည်းမိန်းကလေးရဲ့ခေတ်ဆန်တဲ့ဝစ်စားစီရင်မှုအပေါ်မှာအမြင်မကြီးတဲ့ဝေဖန်မှုတချို့ရှိခဲ့ပါတယ်။ဒါပေမဲ့တကြံဆိုတာလူငယ်တွေလွတ်လွတ်လပ်လပ်ပျော်ရွှင်ကြတဲ့ပွဲတော်ဖြစ်တဲ့အတွက်သူတို့ခေတ်နဲ့အညီလွတ်လွတ်လပ်လပ်ဝစ်စားစီရင်တာကတဘာဝပါပဲ။အဓိကအရေးကြီးဆုံးကလမ်းပေါ်မှာဖုံးပြီးမှအဝိစားညစ်ပတ်သွားမှာကိုနည်းနည်းလေးမှဂရုမစိုက်ပဲကလေးငယ်လေးရဲ့စန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့သူမရဲ့လုပ်ရက်ပါအပြင်ပန်းအသွင်ပြင်ချက်အတွင်းစိတ်ကပို့ပြီးတော့အရေးကြီးတယ်ဆိုတာကိုသူမကလက်တွေ့သက်သေပြသွားခဲ့ပြီးတော့အဲ့ဒီမုံမြတ်တဲ့စိတ်ထားကဝေဖန်မှုတွေအားလုံးကိုအလိုခြေဖြတ်သွားခဲ့ပါတယ်။ဒီဖြစ်ရလေးရဲ့အကျိုးသက်ရောက်မှုကြရကမြန်မာနိုင်ငံမှာတင်ရက်တက်မနေပါဘူး။ထိုင်းနိုင်ငံကနာမည်ကြီးသတင်းဌာနတွေရဲ့ social media platform တွေမှာပါဒီဗီဒီယိုကိုအကျယ်တဝင့်ဖော်ပြပြီးတော့အကြီးကျယ်ချီးကျူးခဲ့ကြပါတယ်။ဒါကမြန်မာလူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုအနှစ်သာရဖြစ်တဲ့သူတစ်ပါးလိုကိုဖြည့်ဆည်းပေးတတ်တဲ့နူးညံ့သောနှလုံးသားကိုနိုင်ငံတကာကမှအသိမပြုလိုက်ရတဲ့ဂုဏ်ယူစရာအခိုက်အတန့်လေးတစ်ခုလို့ဆိုရင်လည်းမမှားပါဘူးလောကမှာဒူးထောက်တယ်ဆိုတဲ့စကားလုံးကိုအရှုံးပေးခြင်းအညံ့ခံခြင်းလို့ပဲအသိပဲဖွင့်ဆိုလေးရှိပါတယ်ဒါပေမဲ့ဒီညီမလေးရဲ့ဒူးထောက်ခြင်းကတော့လုံးဝကိုကွဲပြားပါတယ်။ကလေးငယ်လေးတစ်ယောက်ရဲ့မျက်နှာပေါ်မှာအပြုံးပန်းတွေဝေစားသွားစေဖို့သူ့ရဲ့ရေကစားခြင်းနဲ့စံတာလေးပြေဝသွားစေဖို့အတွက်သူမဒူးထောက်ပေးလိုက်ရတာကတကယ်ကိုမုံမြတ်လှတဲ့အောင်နိုင်ခြင်းတစ်ခုပါ။လိုက်တွေ share တွေလိုချင်လို့ဇညောတက်ရိုက်ကူးထားတဲ့ content တွေအများကြီးရှိနေတဲ့ကြားထဲမှာရင်ထဲကလာတဲ့ဒီလိုအလိုလျောက်တုံ့ပြန်မှုလေးကသာလူသားတွေရဲ့နှလုံးသားကိုတိုက်ရိုက်သွားပြီးတော့ထိမှန်ခဲ့တာပါ။ပဇက်ဆိုတာရေးပတ်ပြီးတော့ပျော်ရုံတသက်မဟုတ်ပဲတဦးနဲ့တဦးမြတ်တာတရားတွေဝေမျှတဲ့ပွဲတော်ဆိုတာကိုဒီညီမလေးကသက်သေပြသွားခဲ့ရဖြစ်ပါတယ်။ဒီကြည်နူးစရာဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့အခါမှာရောပရိသတ်ကြီးတို့အနေနဲ့ကိုယ့်ရဲ့ငယ်ဘဝသကြံအမှတ်တရလေးတွေပြန်လည်တရိယာမိတာမျိုးရှိပါသလား။ဒီညီမလေးရဲ့ဒီလိုဖြူစင်တဲ့လုပ်ရက်လေးပေါ်မှာဘယ်လိုမျိုးအမြင်ရှိလဲဆိုတာအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။